Hello everyone, welcome back to my channel, my Notepad channel. Okay, the name Notepad channel is very just like by Emily and the senior Gajaro. Many of the video Mabono, Maziga, my www.com about two website bono. I shiver them as a pure achievement Shimpia share tini Emily and my many Janet video they go continue the gum bishop by your channel subscribe below at the Lucian subscribe next column Leo maybe like a started. Okay, အဲ့တော့ဒီမှာပေါ့နော် Emily ကနေပြီးတော့မှဟိုနေ့က PowerPoint channel လေးကိုအရင်သွားကြည့်လိုက်ကြရအောင်ပါရှင် Okay ဒီမှာပါ Okay Emily ဟိုနေ့ကတော့ဒါရှင်းပြလို့ပြီးသွားပြီပေါ့နော်အဲ့တော့ဒါလေးဒီကုတ်လေးကတော့နည်းနည်းရှုပ်တဲ့အတွက်ပေါ့နော်နောက်တော့မှရှင်းပြမယ်အရင်ဆုံးကကြတော့ဒီပေါ့ website တစ်ခုကဘာလဲဆိုတာကိုရှင်းပြမယ်အဲ့တော့ဒီမှာရေးထားတဲ့အတိုင်းမှာ website is a web page that we visited on the internet ပေါ်မှာရှောက်ပြီးတော့အကုန်ကြည့်ရ YouTube ကြည့်ရ TikTok ကြည့်ရ Facebook ကြည့် Instagram တွေသုံးကြရ Twitter တွေသုံးတယ်ပေါ့နော်အဲ့ဒါအကုန်လုံးကို web page လို့ခေါ်ပါတယ်ရှင်အဲ့တော့တော်တော်များများသိကြမယ်လို့ထင်ပါတယ်ဥပမာအနေနဲ့ www ကဘာလဲလို့ www is a world wide web အဲ့တော့မယုံလို့ရှိရင်အမလေးကိုမရှုံဘူးဆိုလို့ရှိရင်စမ်းသပ်ပြပါမယ်Let's go and see. Okay, ဒီမှာပါဒါဆိုလို့ရှိရင် Emily ကအနေနဲ့ဥပမာအနေနဲ့ပေါ့နော်တစ်ခုခုရှာလိုက်ရပါရှာလိုက်မလဲဆိုတော့www.youtube.com ဒီမှာဆိုလို့ရှိရင်အဲ့မှာ www အရှိကနေလုံးဝဘာဖြစ်ဖြစ်ပါရဲ့ဥပမာအနေနဲ့ Emily ကနေပြီးတော့မှ www မရိုက်ဘဲနဲ့ youtube.com ใช้လိုက်ပါပြီအဲ့လိုလည်းရတယ်ဒါပေမဲ့ပါရဲ့ပုံစံအမြင်အနေနဲ့ပေါ့နော်ပြောပြတာဖြစ်တယ်အဲ့တော့ဒီမှာဆိုတစ်ချက်ထပ်ကြည့်လိုက်ကြရအောင်www.youtube.com ဒီမှာဆို youtube.com ပြီးဒီမှာ chatgpt.com အဲ့လိုမျိုး rtat government.com freefacebook.com အဲ့လိုထွက်လာ www ရတဲ့ကနေအများကြီးပဲထွက်လာရရှိတယ်အဲ့တော့အဲ့ဒါလက်သိစမ်းပြတာပါဒါမှမဟုတ်လို့ရှိရင်အမကြီးကိုလည်းထပ်ပြီးတိတိကျကျအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် what is မှာပေါ့နော်အမရှာပြမယ် what is www Okay ဒီမှာပါပေါ့နော်တော့ရေးထားတယ် www က world wide web ဒီမှာပါ world wide web a vast system of interconnected publicly accessible document resources like web pages images videos linked by hyperlinks via the internet using browser and မှာပေါ့နော်အများကြီးရှိရဲအဲ့တော့တကယ်လို့ပေါ့နော် www ဆိုတာကအမြင်ဒီမှာ world wide web လို့ပဲရှင်းပြဒါပေမဲ့ပေါ့နော်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် W3 school မှာပေါ့နော်တွားပြီးလေ့လာဖို့အတွက်အကြံပေးချင်ပါတယ်ရှင်မှာပါ W3 school မှာ web development နဲ့ပတ်သက်အများကြီးဒီမှာ HTML ကိုရှိရဲ HTML ထဲမှာကွဲထွက်တဲ့ဟာအများကြီးပဲရှိရဲပြီးဒါ CSS ဒါကတော့လူခန္ဓာကိုဒါ JavaScript အုံနောက်ကြီးပြီးလို့ရှိရင်အကယ်လို့ပေါ့နော်ဒီပြောချင်တာကတစ်ချက်ပေါ့နော်အကြံပေးချင်တာ sign ရင်လို့အများကြီး sign မလုပ်ဘူးပေါ့နော်ဆိုတော့ဒီ HTML ရဲ့ CSS ပေါ့နော်ဒီနှစ်ခုကိုအရင်လေ့လာတာကောင်းတယ်ဒါပေမဲ့ JavaScript ပေါ့နော် CSS လည်းလေ့လာလို့အကုန်ရသွားဆိုလို့ရှိရင် JavaScript မတက်ခင်ပေါ့နော်တက်တင်တာပါလဲဆိုတော့ရေးတက်တင်ပါတယ်အဲ့တော့ Python 9 မှာ JavaScript ကိုတက်တာပိုကောင်းတယ်လို့အများကြီးအကြံပြုချင်ပါတယ်ရှင်လို့ရှိရင်ပေါ့နော် last video မှာပြောခဲ့သလိုပဲ two kinds of website ရှိပါတယ်အဲ့ဒါဘာလဲဆို static website နဲ့ dynamic website ပေါ့နော် static website and dynamic website ဒီပုံကလေတကယ်တော့ Emily Google ကနေရှာရပါပဲအဲ့တော့ Google ကနေလည်း static website process ပေါ့နော် dynamic website ဆိုပြီးတော့လည်းတွားပြီးရှာနိုင်ပါတယ်ရှင်အဲ့တော့ static website ဆိုတာဘာလဲလို့ a website where the content remains the same for all users is delivered as pre-built HTML files without server site processing เนาะ Okay အဲ့တော့ dynamic website ကရောဘာလဲလို့မေးလို့ရှိရင်a website where content is generated in real time, often personalized or interactive, involving server-side processing and database queries မှာနော်တခြားကြည့်ထားပါရှင်
web browser လို့ပြောလိုက်တာနဲ့ဒီ Chrome တို့ Facebook တို့ TikTok တို့ပဲသွားမမြင်နေကြပါနဲ့ web browser ဆိုလို့ရှိရင်နှစ်မျိုးခွဲထားရတယ် platform browser ဆိုပြီးနှစ်မျိုးခွဲထားရတယ်အဲ့တော့ဒီမှာ platform ကြတော့ Emily တို့ logo လို့လည်းပြောလို့ရပါတယ်ဒါကြတော့ဒါဆို Apple iPhone ပေါ့နော်ဒါဆိုလို့ရှိရင်တော့ Windows မှာဆိုလို့ရှိရင် Windows 11 လား10လား11 Pro လား12 Pro လားအဲ့လိုမျိုးရှိဒါတော့ Linux ဒါ Android တော်တော်များများသိကြမယ်ထင်ပါတယ်ဒါကတော့ browser မှာဆို Chrome ရှိမယ် Firefox Safari Opera နော်ဒီလေးခုတည်းမဟုတ်ဘူးတော့အကုန်လုံး Facebook တွေကဒီ Microsoft Edge အကုန်လုံးပေါ့နော်အကုန်လုံးအမေတို့ဒီ internet ကို using လုပ်ပြီးတော့တုံးကြတဲ့ဟာအကုန်လုံးကကြတော့ browser လို့ခေါ်ပါတယ်ရှင်ဒီ website တစ်ခုဝင်လိုက်ဘယ်လိုအလုပ်လုပ်လဲဥပမာကိုကပေါ့နော်ဒီ computer ရဲ့နေရာမှာ phone ပဲဖြစ်ဖြစ် tablet ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဥပမာ phone ပဲထားပါအောင်အဲ့ဆိုလို့ရှိရင်ဒီမှာကို YouTube ကိုကြည့်နေတယ်ပြီးလို့ရှိရင် YouTube ကိုကြည့်နေတယ်ပေါ့နော် YouTube တစ်ခုကိုကြည့်နေတယ် YouTube မှာဘာကြီးပါလဲဘာကြီးတင်ထားလဲကိုကြည့်ချင်ဒီမှာ Emily ရဲ့ computer ရဲ့ YouTube ကိုဝင်လိုက်ပြီဒါပေမဲ့အဲ့ဒီ HTML ဒီ computer ကြီးပေါ့နော် Emily အခုတင်နေတဲ့ computer ကြီးကကျတော့ HTML ခေါ်တယ်ဒါပေမဲ့ကို YouTube နေလိုက်တဲ့အခါမှာ CSS ဒါပေမဲ့ YouTube ကဥပမာကျန်တဲ့ဗီဒီယိုမှာပြောသလိုပဲလူတစ်ယောက်အုံနောက်ရှိဘာမှလုပ်လို့မရအဲ့ဒီအတူကဒီ YouTube ရဲ့ server ဆိုပြီးရှိတာအဲ့ server အလုပ်လုပ်တော့မှ YouTube မှာဘာတွေတင်လဲဘာတွေထူးတွေဘာတွေသတင်းတွေထွက်လဲပေါ့နော်ဘာတွေတင်ထားလဲဆိုတာကိုသိရမှာအဲ့တော့ the main part က server မှာ JavaScript YouTube ကဥပမာအနေနဲ့ပေါ့နော် YouTube ကတော့ CSS HTML က computer ဒါမှမဟုတ် phone tablet ဆိုပြီးရှိကြပါတယ်အဲ့ဒီတော့ပေါ့နော် Emily တခု suggest လုပ်ချင်တာကဒီ web development တိတိကျကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင် TikTok education မှာလည်းတွားပြီးလေ့လာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဒီ JavaScript တို့အဲ့လိုမျိုးအကုန်ရှိရအဲ့ရမှာဒီ W3 school ပေါ့နော်ဒီမှာပါ Emily bio မှာချပေးထားပါမယ် w3school.com ကိုရိုက်ရှာပြီးတော့မှာပေါ့နော်ဒီ bootstrap တွေ Java တွေ Python တွေ JavaScript CSS HTML တွေအကုန်လုံး web development တခုဖြစ်ဖို့အတွက်ပေါ့နော်နောက်ဆုံး finance ကြီးရောက်ဖို့အတွက်ပေါ့အမျိုးလေ့လာနိုင်တာဖြစ်တဲ့တော့ပေါ့နော်ဒီဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့ရောနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye ပါ